တခါကတောဆက်ကတဲအိမ်လေးမှာနေတဲ့ဦးမြဆိုတဲ့သူဟာတောထဲကပြန်လမ်းဘေးမှာဒဏ်ရာရနေတဲ့ငန်းဖြူလေးတစ်ကောင်ကိုတွေ့ပြီးအိမ်ခေါ်လာခဲ့တယ်သူကကျဉ်ကျဉ်နာနာနဲ့ဆေးကုပေးပြီးအစာကျွေးခဲ့တယ်ဦးမြကတနာစရာငန်းလေးပဲငါမှာတော့အဖော်ရတာပေါ့ဆိုပြီးပြုစုစောင့်ရှောက်ခဲ့တယ်နောက်တစ်နေ့မနက်လင်းတဲ့အခါမှာတော့ဦးမြအံ့ဩသွားရတယ်ငငန်းလေးအိတ်တဲ့နေရာမှာတောက်ပနေတဲ့ရွှေဥတစ်လုံးရှိနေလို့ပါဒီလိုနဲ့နေ့တိုင်းရွှေဥတစ်လုံးစီရလာတဲ့အတွက်ဦးမြဟာတရွာလုံးမှာအချမ်းသာဆုံးလူထေးကြီးဖြစ်လာတယ်ဒါပေမဲ့သူဟာရရှိလာတဲ့ရွှေဥတွေအပေါ်မရောက်ရဲနိုင်တော့ပဲလောဘဇောတွေတက်လာခဲ့တယ်တနေ့မှတစ်လုံးပဲရတာနှိမ့်လို့နဲ့ဒီငန်းပိုက်ထဲမှာရွှေဥတွေအများကြီးရှိမှာပဲငါသာအကုန်ထုတ်ယူလိုက်ရင်တခါတည်းနဲ့ကမ္ဘာအချမ်းသာဆုံးဖြစ်သွားမှလို့ဦးမြကတွေးမိသွားတယ်ဒါနဲ့တညမှာတော့လောဘဇောတက်နေတဲ့ဦးမြဟာဓာတ်တစ်ချောင်းကိုကင်ပြီးငငန်းလေးစီချင်းကပ်သွားခဲ့တယ်ငန်းလေးကသူ့ကိုကယ်တင်ခဲ့တဲ့သခင်ကိုယုံကြည်အားကိုးတဲ့မျက်လုံးလေးတွေနဲ့ကြည့်နေရှာပေမဲ့ဦးမြကတော့ဂယုမစိုက်ပဲငငန်းပိုက်ကိုခွဲလိုက်ပါတယ်ဒါပေမဲ့ငန်းပိုက်ထဲမှာဘာရွှေဥမှမရှိပါဘူးတာမန်ငန်းတွေလိုပဲအင်္ဂါစိတ်ပိုင်းတွေပဲရှိနေပြီးငန်းလေးလည်းအသက်ပြောက်သွားခဲ့ပါပြီမိုးလင်းတဲ့အခါမှာတော့ဦးမြဟာသူ့လက်ထဲကသွေးစွန်းနေတဲ့ဓာတ်ကိုကြည့်ပြီးနောက်တရနေပေမဲ့နောက်ကျသွားပါပြီသူ့ရဲ့လောဘကြောင့်နေတိုင်းရနေကြရွှေဥလည်းမရတော့သလိုတစ္ဆာရှိတဲ့ရွှေငန်းလေးလည်းမရှိတော့ပါဘူးရောက်ရဲခြင်းမရှိဘဲလောဘကြီးလွန်းရင်ရရှိပြီးသားအခွင့်အရေးတွေပါဆုံးရှုံးတတ်ပါတယ်